အပိုင်း3စိတ်ပိုင်းဆိုင်ရာရှေးဥသူနာပြုစုခြင်း BFA နားထောင်ခြင်းနဲ့ပံ့ပိုးခြင်းတစုံတယောက်ဆုံးရှုံးမှုကြောက်ရွံ့မှုဒါမှမဟုတ်အချက်တစ်ခုခုနဲ့ကြုံတွေ့နေရတယ်လို့သိရတဲ့အခါကူညီခြင်းကြပါတယ်ဒါပေမဲ့ဘာပြောတင်တာလဲပို့ပြီးတော့မဆိုးရစေပဲဘယ်လိုကူညီပံ့ပိုးနိုင်မလဲဒီနေရာမှာစိတ်ပိုင်းဆိုင်ရာရှေးဥသူနာပြုစုခြင်း psychological first aid ဒါမှမဟုတ် PFA ဝင်လာပါတယ်အပိုင်း1 PFA ဆိုတာဘာလဲ PFA psychological first aid ဆိုတာအချက်အသေးကြုံတွေ့နေရတဲ့သူကိုပြီးတဲ့ပထမဆုံးစိတ်ခံစားမှုဆိုင်ရာအားပေးကူညီမှုပါဒါဟာပညာရှင်ကူထုံး therapy မဟုတ်ပါဘူးရိုးရှင်းတဲ့လူသားဆန်တဲ့စောင့်ရှောက်မှုပါနားထောင်ပြီးတယ်နှစ်သိမ့်ပြီးတယ်လူတွေကိုဘေးကင်းပြီးအဆက်အသွယ်ရှိရလို့ခံစားရအောင်ကူညီပေးပါတယ်အပိုင်းနဲ့အဆင့်30ကြည်ပါနားထောင်ပါချိတ်ဆက်ပါ PFA ကိုရိုးရှင်းတဲ့အဆင့်30နဲ့မှတ်ထားနိုင်ပါတယ်ကြည်ပါနားထောင်ပါချိတ်ဆက်ပါစင်တဲ့ကြည်ပါလုံခြုံမှုရှိမရှိစောင့်ကြည့်လေ့လာပါမကူညီခင်မှာပတ်ဝန်းကျင်ကြည့်ပါအဲ့ဒီရောက်လုံခြုံရလားကိုယ်တိုင်ရောလုံခြုံရလားအကူအညီလိုအပ်ဆုံးကဘယ်သူတွေဖြစ်မလဲကလေးတွေတက်ကြီးရွယ်တွေတရားထဲဖြစ်နေသူတွေဒါမှမဟုတ်တရားရထားသူတွေရှိမရှိသတိထားကြည့်ပါအစင်းနဲ့နားထောင်ပါအလေးထားပါချင်တာပါတီးတီးငိမ့်ငိမ့်နဲ့ချင်းကပ်ပါလေးစားမှုပြပါသူ့ကိုစကားသွားပြောတာထက်သူပြောတာကိုနားထောင်ပြီးဖို့ကြိုးစားပါသူတို့မျှဝေချင်တာကိုမျှဝေပါစေအားလုံးကိုပြောပြဖို့ပြီးအားမပြီးပါစေနဲ့အားလုံးကိုပြောပြဖို့ပြီးအားမပေးမိပါစေနဲ့ခေါင်းငိမ့်ပြတာမျက်လုံးချင်းစုံကြည့်တာတစ်ရှုကမ်းပေးတာဒါမှမဟုတ်တိတ်တိတ်ဆိတ်ဆိတ်လေးနေပေးတာနဲ့လုံလောက်ပါတယ်တခါတည်းမှာတိတ်ဆိတ်တာဟာလဲကူစားတာပါပဲကိုရှိနေပေးတာသူ့အတွက်တယောက်တည်းမဟုတ်ဘူးလို့အဓိပ္ပာယ်ရမှာပါအဆင့်3ချိတ်ဆက်ပါရှာကူပေးပါနားထောင်ပြီးတဲ့နောက်သူတို့အတွက်လိုအပ်နေတာတွေနဲ့ချိတ်ဆက်နိုင်မှုကူညီပေးပါဘေးကင်းတဲ့နေရာမိသားစုရောက်ရလူကောင်းဆောင်တွေနဲ့ဒါမှမဟုတ်ကျန်းမာရေးဝန်ဆောင်မှုတွေနဲ့ချိတ်ဆက်ပေးပါအပိုင်း3ရှောင်ရံများလူတွေကိုစကားပြောဖို့အတင်းမတိုက်တော့ပါနဲ့လက်တွေ့မကြတဲ့ကလေးတွေမပေးပါနဲ့ဒါမှမဟုတ်သူတို့အကြောင်းကိုမဖြန့်ဝေမိပါစေနဲ့ကိုကြီးကိုယ်တိုင်လက်ဝက်ချက်ကိုလေးစားပါတခါတည်းမှာအကောင်းဆုံးကူညီဟာတိတ်ဆိတ်တဲ့ပံ့ပိုးမှုပဲဖြစ်မှာပါအပိုင်းလေးလူတိုင်းတတ်နိုင်တယ်စိတ်ပိုင်းဆိုင်ရာရှေးဥသူနာပြုစုဖို့အတွက်စိတ်ပညာရှင် psychologist ဖြစ်မှာမဟုတ်ပါဘူးဘယ်သူမှဆိုဥမာအများသူကတောင်သူလယ်သမားအိန္ဒိနာချင်းလူငယ်စေနတ်ဝန်ထမ်းတွေနဲ့ဘေးကနေနေသိမ့်ပေးနိုင်ပါပါကျင်နာမှုနားထောင်ပေးမှုနဲ့ချိတ်ဆက်မှုဒါတွေဟာနှလုံးသားရဲ့စေဝါတွေပါစိတ်ပိုင်းဆိုင်ရာရှေးဥသူနာပြုစုတာ psychological first aid ကတည်းကကုစားရမှာဂရုစိုက်မှုနဲ့စတင်နေဆိုတာကိုတတိယပေးပါ